Y'a trop d'œil sur le coup fait sport, donc je sors le piano et ne te pose အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခါတင်ဆက်ပေးပါတော့ Paper AI ကျွန်တော်တို့အသုံးပြုတဲ့ဒီလေးကိုကျွန်တော်တင်ဆက်ပေးပါဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် Play Store ထဲကိုသွားလိုက်မယ်နော်Paste Bar ဆိုပြီးရတယ်မယ်ဒီမှာဒီ AI လေးကိုရတယ်မယ်နော်ကျွန်တော်ဒီမှာဒီ AI လေးOpen ဆိုပြီးတော့တွေ့လိုက်မယ် icon လေးကိုကျွန်တော်တို့ထောင်းလို့မတွေ့ရသေးဘူးဆိုလို့ရှိရင်ထောင်းလို့ဆွဲလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာအဲ့ဒီ AI နဲ့သွားမယ်နော်ဒီထဲမှာပြအစားထိုးစရာကျွန်တော် template တွေအများကြီးရှိရနော်ဒီမှာ file နေတဲ့ဟာတွေလားကနေတဲ့ဟာတွေလားဖတ်နေတဲ့ပုံတွေလားဒီမှာကားစီးနေတဲ့ပုံတွေ Y'a trop d'œil sur le coup fait sport, donc je sors le piano ဟုတ်ပြီကျွန်တော်ဒီကောင်လေးကိုစမ်းပြမယ်နော်ဒီကောင်လေးကိုလုပ်မယ်ဆိုတော့ကျွန်တော် U template ကိုနှိပ်ရမယ်နော်ကျွန်တော်ဒါအဲ့ဒါဆန်းလိုက်မယ်ဒီမှာတော့သူကဒီကောင်လေးတော့ဒီမှာ360ပြီးတယ်ဒီမှာစိန်လုံးလေးအဲ့ကောင်လေးကိုဝင်တော့မရအဲ့ဒါအခမဲ့တုံးလို့မရတော့เนาะဒီကောင်ဒီမှာတစ်ခါလုံးလို့ရှိရင်တော့ဒီမှာ credit ဒီမှာ20ကုန်တယ်နော်စိန်လုံးလေး20ကုန်တယ်ကျွန်တော် create ကိုနှိပ်လိုက်မယ်ဒီရပြီနော်ဗီဒီယိုတစ်ချက်နှိပ်လိုက်မယ်နော်ပေါ်လာလိမ့်မယ်ခဏလေးစောင့်မယ်နော် Y'a trop d'œil sur le coup fait sport, donc je sors le piano et ne te Y'a pose trop Y'a trop d'œil sur le coup fait sport, donc je sors le piano ဒီကောင်လေးကိုလိုချင်နေဆိုလို့ရှိရင်ဒီကောင်လေးကိုလိုချင်နေဆိုလို့ရှိရင်ဒီမှာတော့ကျွန်တော်ဘောဒီမှာညာနေနဲ့တောင်းလို့ဆိုတဲ့ဟာလေးတစ်ချက်နေနဲ့ဒီမှာ MP4 မှာတော့TikTok တို့ကတော့ပုံမှာတင်လို့ရှိရင်တခါလေးတင်လို့ရတယ်နော်